တောတက်လေးရဲ့အရသာနဲ့မေတ္တာအင်္ဂလိပ်ဗီဒီယိုရဲ့အစမှာကြေးရွာလေးရဲ့အေးချမ်းတဲ့နနက်ခင်းကိုပြပါမယ်။တန်ဃာတော်တွေဆွန့်ခံကြနေတဲ့မြင်ကွင်းနဲ့အတူရွာသားတွေကလည်းမိမိတို့ရဲ့အလုပ်ကိုစီကိုတက်ကြွစွာလုပ်ကင်နေကြတဲ့ကြေးလက်ရဲ့တဘာဝအလှတရားကိုအဓိကထားပြီးဇလန်းကိုစတင်ပါမယ်။ဇက်လိုက်မင်းသမီးလေးကသူမရဲ့ကိုပိုင်ဟင်းသီးဟင်းရွက်ခြံလေးထဲမှာလက်ဆက်တဲ့ဟင်းသီးဟင်းရွက်တွေကိုဂရုတစိုက်ခုဆွနေတဲ့ခရမ်းကျင်သီးမြုပ်သီးနဲ့အခြားအသီးနှံတွေကသူမရဲ့လက်ထဲမှာအယောင်သွေးစုံလို့ပေါ့။ဒါဟာသူမရဲ့မိသားစုအတွက်မေတ္တာနဲ့ပြင်ဆင်မဲ့ဟင်းရတွေရဲ့အစပဲဖြစ်ပါတယ်။ဇက်လိုက်မင်းသားကတော့စက်ပိတ်လေးကိုတွန်းရင်းရွာစည်းလေးထဲမှာလိုအပ်တာတွေဝယ်ယူနေတဲ့ရွာသူရွာသားတွေရဲ့ရင်းနှီးဖော်ယူတဲ့နှုတ်ဆက်မှုတွေရောင်းဝယ်ဖောက်ကားနေတဲ့မြင်ကွင်းတွေကကြေးလက်ရဲ့စီကားမှုကိုဖော်ပြနေပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့ဇက်လိုက်မင်းသမီးကခုဆွလာတဲ့ဟင်းသီးဟင်းရွက်တွေကိုစနစ်တကျဆေးကြောပြီးမြုပ်စုံမှာဟင်းခတ်အမွေးကြိုင်တွေကိုထောင်းနေတယ်။မိဖို့ဘောကအိုးထဲမှာလည်းဟင်းတွေကတစီစီနဲ့မြည်လို့ပေါ့သူမရဲ့ချက်ပြုတ်နေတဲ့ပုံစံကကြည့်ရသူတိုင်းကိုပိုက်ဆာသွားစေလောက်အောင်ဆွဲဆောင်မှုရှိနေပါတယ်။နောက်ဆုံးမှာတော့သူတို့နှစ်ဦးဟာလှပတဲ့ဝရန်တာလေးမှာပြင်ဆင်ထားတဲ့ထမင်းဝိုင်းလေးမှာအတူတူထိုင်လိုက်ကြတဲ့စပွဲပေါ်မှာကတော့လက်ဆက်တဲ့ဟင်းရတွေနဲ့အတူကြေးလက်ရဲ့အရသာတွေအပြည့်သူတို့နှစ်ဦးရဲ့အပြုံးတွေစကားပြောနေတဲ့ပုံစံတွေကစီးစိမ်ချမ်းသာထက်မိသားစုရဲ့နှွေးထွေးမှုကသာအရေးကြီးဆုံးဆိုတာကိုပြသရင်းဇလန်းလေးပြီးဆုံးသွားပါတယ်။မေတ္တာနဲ့ချက်တဲ့ဟင်းတစ်ခွက်ကကဘာပေါ်မှာအကောင်းဆုံးအရသာပါပဲ။